နော်အောက်စုရဲ့ဒီ Colada series လေးကျွန်တော်တို့ဒါထပ်ရောက်ထားရပါတော့ဒီကောင်လေးကဘာလဲဆိုရင်ကျွန်တော်ဒီတော်တော်များလဲဒါဟို US ခွင်နဲ့ဆိုတာအကြိုက်တွေ့ကြတဲ့ကောင်လေးပေါ့နော်ဒီဇိုင်းပိုင်းဆိုင်ရာကြားလဲပဲတော်တော်လေးကမှထူးခြားဆန်းပြပြီးတော့ကျွန်တော်ဒီအောက်စုကတော့ဒါဒီလိုမျိုး device တွေထုတ်တာမှာတော်တော်လေးကမှဒါနာမည်ကြီးတယ်ပေါ့နော်ဒီကောင်လေးကဘာလဲဆိုရင်ဇက်ခွင်နှစ်ခုနဲ့လာတယ်ကျွန်တော်တို့ပါပေါ့နော် Zambo ရဲ့ Zambo Pro Juro 14ဆိုတဲ့ကောင်လေးဖြစ်တယ်ဒီကောင်လေးကတော့ကျွန်တော်ရှေ့တစ်ခေါက်မှာလဲကျွန်တော်ရောက်ဖူးတယ်ဒါ Zebra Juro လည်းရောက်ဖူးတယ်ဒီကောင်လေးကလက်ရှိထပ်ရောက်တာကZambo Pro Juro 14ဆိုတဲ့ကောင်လေးပေါ့နော်လုံးဝကမှမေးစလို့မြင်တဲ့အတိုင်းပဲဒါ Creator CBB ကျွန်တော်တို့ game လည်းပပဆောက်လို့ရမယ်ဒါ Creator application တွေလည်းပဲကျွန်တော်တို့အကုန်သုံးလို့ရမယ်ကောင်လေးပေါ့နော်ဒီကောင်လေးကတော့ရုပ်ထွက်နေနေရလဲကျွန်တော်ဒီရှေ့ခောက်တွေနဲ့ကွာဝမှာကဒီကောင်လေးဒီ OLED display ဖြစ်သွားမယ် OLED panel ဖြစ်သွားမယ်ပြီးတော့ color accuracy လည်းပဲဒါကောင်းတယ် view angle လည်းကောင်းတယ်ပြီးတော့ design MP3 100% ရတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှဒါဒီ creator တွေဒါအကြိုက်များစေတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကတော့ဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ပါပေါ့နော် CPU အနေနဲ့ကကျွန်တော်တို့ i9 13 gen အောင်မှာ 8 CPU နဲ့ 40 core 23နဲ့လာတာဖြစ်တဲ့အတွက်ဒါ high end ဒါ CPU တစ်လုံးလို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ RAM တော့ DDR5 ကိုပဲ4800 speed နဲ့ 16GB ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ storage အနေနဲ့ကကျွန်တော်ဒီ SSD ဒါ NVMe 128 sorry 1TB ပါဗောနော်1000 GB ပါတာဖြစ်တဲ့အတွက် Mate 0ဒါလုံလောက်တယ်လို့ဒါပြောလို့ရတယ်ဗောနော်ပြီးတော့ graphic လေးကတော့ကျွန်တော်ဒီဒါလုံးဝ hybrid လေးသုံးလို့ကောင်းမယ် Nvidia ရဲ့ RTX 40 CEO မှာ RTX 4050ဒါ 6GB လေးနဲ့လာဗောနော်ဒီလိုမျိုးလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်လေးဒီဒါ video editing တို့ဒါ photo editing တို့ graphic design တို့ဒီ engineering software တွေလည်းပဲကျွန်တော်ကောင်းကောင်းမွန်မွန်သုံးလို့ရမယ်ပြီးတော့ game လည်းပဲကျွန်တော်တို့ဒါစမ်းပြီးတော့ဆော့လို့ရတဲ့အနေအထားပေါ့နော်တော်တော်လေး40 Z နဲ့နိုင်တဲ့ game တွေဒါဆော့လို့ရတဲ့အနေအထားမျိုးမှာကျွန်တော်ရှိတယ်ပေါ့နော် display ကတော့ကျွန်တော်ပါပေါ့နော်ဒီကောင်လေးဒီ 14.5 display ကိုမှာကျွန်တော်တို့မိတ်ဆွေတို့ထပ်ပြီးတော့ဒါ feature ရတာကကျွန်တော်ပါပေါ့နော် touch display ရပါပေါ့နော် touch ရတယ်ပြီးတော့ကျွန်တော်ဒီ pan support တွေပါလုပ်မယ်အဲ့ဒါကိုမှကျွန်တော်တို့ဒါ resolution ကလည်းကျွန်တော်ဒီ 2.8K resolution ရှိတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှဒါတော်တော်လေးလုံလောက်တယ်ပေါ့နော် color မှန်တယ်ပြီးတော့လုံလောက်တယ် brightness လည်းပဲတော်တော်လေးလင်းတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် display ပိုင်းအရသာဒါပြောစရာကိုမလိုအောင်အဆင်ပြေတယ်ပြီးတော့ refresh rate လိုချင်သေးလားရသေးတယ်သူကဘယ်လောက်ပါလဲဆိုရင်ကျွန်တော်တို့120 Hz ပါတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှဒါ120 Hz တည်တယ်လုံလောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့မှာဆိုရင် secondary display ပေါ့ secondary display ကလည်းကျွန်တော်တို့ဒီမှာဆိုရင်ဒါ also ဒီ control နဲ့ဒါ ဆော့လို့ရဟိုပါပေါ့နော်ကျွန်တော်တို့ချိန်ကြီးလို့ရတဲ့အနေအထားမျိုးရှိတယ်ပြီးတော့ဒီ secondary display ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီsoft ဒီ creator application တွေကျွန်တော်ဒီတခြားဒီ music ဘိုင်းနဲ့ပတ်သက်တာတွေပေါ့နော်အကုန်လုံးကိုဒါပြီးတော့အဆင်ပြေတယ်ပြီးတော့ multitasking ဘိုင်းတွေမှာလည်းတော်တော်လေးကိုမှအသုံးဝင်တာကိုကျွန်တော်တွေ့ရတယ်ပြီးတော့သူ့ရဲ့ဒီ brightness ကလည်းပဲကျွန်တော်ဒီတော်တော်လေးကိုမှလင်းတာကိုတွေ့ရပါဘောနော်ခါတိုင်းကျွန်တော်တို့ Zambo Juro တွေဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒါ brightness ဘိုင်းဒါ short ထားတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်နည်းနည်းလေးမှုန်နေရမျိုးဖြစ်တယ်ဒီကောင်လေးမှာတော့ကျွန်တော်တို့ IPS display ကိုမှာ color လည်းပဲမှန်တယ်အဲ့ဒါကိုမှဒီအပေါ် main display နီးတူပဲ OLED မဟုတ်ဘူးပေါ့နော် OLED မဟုတ်ပေမဲ့ကျွန်တော်တို့ဒါဒီကောင်ဒီ IPS ကိုမှာ12.5 display နဲ့ကျွန်တော်ဒီ brightness လည်းပဲတော်တော်လေးကောင်းတဲ့ကောင်လေးကိုကျွန်တော်သုံးပေးထားပါတော့ resolution ကတော့ 2.8K ရှိရကောင်လေးပေါ့ကျွန်တော် keyboard ကတော့ကျွန်တော်တို့ပါပါနော် backlight ကတော့ကျွန်တော်တို့အဖြူအောင်တစ်မျိုးတည်းနဲ့ကျွန်တော်တို့လာတဲ့ကောင်လေးဖြစ်တယ်ပြီးတော့ဒီအတန်ပိုင်းဆိုင်ရာတွေလည်းပဲဒီ Harman Kardon တို့ပါတော့ပါတယ်ပြီးတော့ကျွန်တော်တို့ lock ဒီ face lock ပိုင်းတွေမှာလည်းဒီမှာဆိုရင် IR camera တွေပါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ security feature တွေလည်းပဲတော်တော်လေးမှပြည့်စုံတယ်အဲ့ဒါအောင်မှ camera တွေလည်းပဲ webcam တွေလည်းပဲတော်တော်လေးမှကြည်တာဖြစ်တဲ့အတွက်ဒီကောင်လေးတွေတော်တော်လေးမှအဆင်ပြေတယ်ပြီးတော့ port တွေဆိုလည်းပဲ Thunderbolt port တွေကျွန်တော်တို့ပါလာဖြစ်တိုက်စီ port တွေပါလာဖြစ်တဲ့အတွက်လုံးဝကိုမှ port တွေဆိုလည်းပဲဒါပြောစရာမလိုဘူးပေါ့နော်ပြီးတော့တော်တော်လေးကိုမှလည်းဒါ port စုံနေတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီသူ့ရဲ့ weight ပေါ့နော် weight ကလည်းပဲလုံးဝကိုမှတော်တော်လေးကိုမှပေါ့ပါတယ်ပေါ့နော်ဒီ Nvidia graphic ပါပေမဲ့လည်းတော်တော်လေးကမှပေါ့ပါပြီးတော့ကျွန်တော်ရုံသုံးတစ်လုံးစာလောက်ပဲဒါရုံသုံးလက်တော့တစ်လုံးစာလောက်ပဲရှိတဲ့အနေအထားမျိုးဖြစ်တယ်ဒီကောင်လေးဒီကျွန်တော်တို့ also ရဲ့ Colada series BB ကျွန်တော်တို့စီမှာဆိုရင်ဒါထွက်တာမြန်တတ်တယ်ပေါ့နော်မြန်တတ်တာဖြစ်တဲ့အတွက်ဒါတစ်ခါလေးမှလည်းရတာမျိုးဖြစ်တဲ့အတွက်တော်တော်လေးကမှအဆင်ပြေအောင်တော့ဒီကောင်လေးဒီကျွန်တော်တို့ရှေ့တစ်ခေါက်ရတဲ့ကောင်လေးထက်ပိုပြီးတော့တက်တာပေါ့နော်မျက်နှာပြင် 14.5 display နဲ့ဒီ secondary display 12.7လက်မဒါ display ကိုမှာကျွန်တော်တို့ကဒီ RTX graphic လေးနဲ့ i9 13 gen CPU i9 13 gen RTX 4050 graphic လေးနဲ့ကိုကျွန်တော်တို့ဒါဘယ်လောက်ရောင်းပေးလဲဆိုရင်ဒီကောင်လေးဒီဟောပါတော့ကျွန်တော်68သိန်းဝန်းကျင်လောက်နဲ့ကျွန်တော်တို့ဒီကောင်လေးကိုရမှာဖြစ်တယ်ဒီကောင်လေးကတော့ဒါရှားပါတစ်ပိုက်တွေပေါ့နော်ဒီ Ozu ရဲ့ Zambo line နဲ့မှာ Zambo Juro line နဲ့မှာဆိုရင်ဒီလိုမျိုး graphic ပါတာဒီကျွန်တော်တို့စီမှာဆိုရင်ဒါဒီတစ်လုံးပဲရှိတယ်ပေါ့နော်ကျန်တာကတော့ကျွန်တော်တို့ဒီ
Nvidia ရဲ့ AMD graphic ပေါ့နော် AMD graphic တွေပဲပါတာမျိုးရှိတယ်ဒီကောင်ကတော့ဒါ Nvidia ရဲ့ RTX 4050ပါတာဒီတစ်လုံးပဲရှိရပေါ့နော်အဲ့ဒါကြောင့်မို့ဒီကောင်လေးဒီလည်းပဲရှားပါထဲမှာပါပေါ့နော်လက်ရှိအသစ်ဈေးဆိုလည်းတော်တော်လေးမြောက်တဲ့အနေအထားမျိုးမှာရှိတယ်ပြီးတော့ရှားပါ Collector CD ဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒီဒါအမြန်လာမှရအောင်ပေါ့နော်ဒီကောင်လေးမှာဆိုရင်ကျွန်တော်တို့ video editing engineering software 3D rendering နဲ့ရမယ်ပြီးတော့ graphic design ဘိုင်းအတွက်လည်းရမယ်ပြီးတော့ game ဘိုင်းဆိုင်ရာဆိုလည်းပဲကျွန်တော် RTX 4050နဲ့ဒီကောင်လေးကတော်တော်လေးကမှစမ်းဆော့ကြည့်လို့ရတဲ့အနေအထားမျိုးရှိတာဖြစ်တဲ့အတွက်ဒါ hybrid အနေနဲ့သုံးလို့ရတယ်ပြီးတော့ဒီ Nvidia graphic ပါပြီးတော့ battery life ခန္ဓာမျိုးလိုချင်တယ်ဆိုရင်လည်းပဲဒီကောင်လေးမှာ battery ဒီဒါ76 watt hour ပါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ battery 9600 mAh ပါတာဖြစ်တဲ့အတွက်ဒီကောင်လေးတည်ပြီးတော့ battery health တွေလည်းပဲကျွန်တော်တို့ဒါ60ကျော်ပါရှိနေသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ eco mode ထားပြီးတော့ကျွန်တော်ဒီ power efficient mode ထားပြီးတော့သုံးမယ်ဆိုရင်ဒါတော်တော်လေးကမှနိုင်တော်တော်လေးရတယ်ဗောနော်အချိန်တော်တော်လေးကမှသုံးလို့ရတဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့အတွက် battery channel ကိုလည်းကျွန်တော်တို့ပြောလို့ရပါဗောနော်ဒီကောင်လေးကတော့ကျွန်တော်တို့ OLED display panel နဲ့RTX graphic နဲ့တွဲဆက်ပြီးတော့ပါတယ်ကျွန်တော်တို့ Zenbook Juro လေးကိုရှာနေရဆိုတော့ဒီကောင်လေးဒီဒါတော်တော်လေးပြည့်စုံတဲ့ Zenbook Pro Juro 14ဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ